ဟုတ်ကဲ့ပါဒါလူများအားလုံးပဲမင်္ဂလာရှိတော့မင်္ဂလာညချမ်းပါစေအခုလိုမျိုးကျွန်မကိုထုတ်ကုန်ပစ္စည်းအကြောင်းကိုလာရောက်မျှဝေပေးဖို့အတွက်ဖိတ်ခေါ်ပေးသွားတယ်ကုမ္ပဏီကြောင့်ပြပြမျှဝေသွားတဲ့လီဒါကြီးကိုအရင်နဲ့မှကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေတို့တွေကလည်းအောက်မှာလီဒါကြီးအတွက်ကျေးဇူးတင်စာလေးတွေနဲ့အတူနောက်နေ့နောက်ရက်တွေမှာလာပြီးတော့မျှဝေပေးဖို့အတွက်ဖိတ်ခေါ်စာလေးတွေရေးပေးကြပါဦးရှင်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်မကကုမ္ပဏီရဲ့အသက်ပေးကြောဖြစ်တဲ့ထုတ်ကုန်ပစ္စည်းအကြောင်းကိုလာပြီးတော့ပြပြမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရှိပိုင်းမှာဆိုလို့ရှိရင်ကုမ္ပဏီအကြောင်းကိုပြပြပေးသွားတာဆိုရင်ကုမ္ပဏီဟာရေရှည်ခိုင်မာတည်တံ့တဲ့ကုမ္ပဏီတော်ဖြစ်နေပြီကုမ္ပဏီကလည်းကောင်းနေထုတ်ကုန်ပစ္စည်းတွေကကောင်းဖို့မလိုဘူးလားရှင်အရန်ကုန်မှာလိုပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ထုတ်ကုန်ပစ္စည်းတွေကိုမနီကိုယ်တိုင်သုံးစွဲထားပြီးတော့ဘယ်လိုမျိုးဝင်ငွေတွေပြန်လဲရရှိနေလဲဆိုတာကိုမိတ်ဆွေတို့ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ရနီရဲ့နာမည်လေးနဲ့ရင်သုံးမိတ်ဆက်ပေးစမာတယ်ရနီရဲ့နာမည်ကတော့နန်းလွင်လူမျိုးခေါ်ပါတယ်လက်ရှိမလေးရှားနိုင်ငံမှာနေပါတယ်အခုလိုမျိုးထူးခြားကောင်းမွန်တဲ့ဆက်စမောစီးပွားရေးအခွင့်အလမ်းနဲ့မိတ်ဆက်ပေးခဲ့တဲ့ apply ကတော့လီတာကြီးညီမလေးနဲ့တင်ထားပဲဖြစ်ပါတယ်ရှင်ရနီရဲ့ apply ကိုအရင်နဲ့မှကျေးဇူးတင်ပါတယ်ရှင်ရနီကိုအခုလိုမျိုးယာတုနဲ့ဝင်ငွေရရှိပိုင်ဆိုင်အောင်လို့တစ်ဖက်ကနေကုညီတင်ပြလမ်းပြပေးခဲ့ကြတဲ့ apply စစ်စစ်လည်းရှိပါတယ်ကိုဝေယကိုမျိုးသူကအဖွားခင်မမို့အဖိုးနှစ်လေးဆိုပပဆာမြဆိုလို့ကိုဒီနေရာလေးကနေပြီးတော့အရင်နဲ့မှကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ရနီဒီနေ့ self small company မှာဝင်ရောက်မလုပ်ကင်ခင်တုန်းကဆိုလို့ရှိရင်နေစားလာကစားအလုပ်ကို12နှစ်လုံးလုပ်ကင်ခဲ့တယ်12နှစ်ဝင်စင်လောက်ထိနေပြီးလောက်ကင်ခဲ့တာဖြစ်တဲ့အတွက်ဝင်ငွေလည်းများစွာမရဘူးလုပ်ငန်းမျိုးစုံလည်းများစွာမရဘူးဒါပေမဲ့ပင်မန်းပြီးတော့ပတ်စံတွေကကိုလိုချင်တော့မရခဲ့ဘူးရှင်ကျမကြီးမကောင်းတဲ့အခါမှာဆိုရင်လည်းဒီစေးုံစေးကန်းတွေလည်းရောက်ခဲ့တယ်ဒါပေမဲ့မတက်တာဘူးအဲ့ဒီအချိန်မှာနေတို့ size small ပုံကြီးကထုတ်လုပ်လိုက်တဲ့ကျမကြီးဖြစ်စွာတွေကိုသုံးဆွဲရင်းနဲ့ဆိုအခုချိန်မှာဆိုလို့ရှင်လည်းလှလဲလှဝါလေဝါပေါ့နော်ဝင်ငွေလည်းရရှိပိုင်ဆိုင်နေရပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ဒီလိုကောင်းမွန်တဲ့အခွင့်အလမ်းလေးကိုမိတ်ဆွေတို့ကိုလက်ဆင့်ကမ်းပြပြပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့အရှိပိုင်းမှာဆိုလို့ရှိရင်ကုမ္ပဏီပိုင်ရှင်ကဘယ်သူလဲကုမ္ပဏီကလည်းကောင်းနေပြီအဲ့တော့ကုမ္ပဏီကထုတ်ကုန်ပစ္စည်းတွေကဆိုလို့ရှိရင်လည်းဘယ်လောက်ထိအရေးသေးရှိလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ယနေ့တို့ Small Company ကထုတ်ကုန်ပစ္စည်းတွေဟာဆိုလို့ရှိရင်ဒါပါရမူဆရာဝန်တယောက်ဖြစ်တဲ့ဒေါက်တာစစ်တီကိုယ်တိုင်ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ကျမတို့ရဲ့ကုမ္ပဏီပိုင်ရှင်ဟာဆိုလို့ရှိရင်ကျမရေဘူးဘူးတူတာအသိပညာနဲ့တော့ဒါပါရမူတူဖြစ်တဲ့အပြင်ကမှအလားပါဆိုင်ရာစေကန်းဆိုလို့ရှိရင်ထိုင်းနိုင်ငံထဲမှာ10လုံးလောက်ဖွင့်လှစ်ထားတာဖြစ်ပါတယ်ရှင်။အဲ့တော့ထုတ်ကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းသူဟာရေရှည်မှာဈေးကွက်ထိုးဖောက်နိုင်ဖို့အတွက်ဗျူဟာလေးတွေနဲ့ထုတ်လုပ်ပေးထားပါတယ်ရှင်။ဗျူဟာကဆိုလို့ရှိရင်တော့3ဗျူဟာရှိပါတယ်။နံပါတ်1ဗျူဟာကကြားလို့ရှိရင်ပစ္စည်းအမျိုးအစားစုံလင်စွာရှိခြင်းပဲဖြစ်ပါတယ်။တေးကြတယ်ကျမတို့ဆိုင်တစ်ဆိုင်မှာဈေးဝယ်တော့မယ်ဆိုလို့ရှိရင်ပစ္စည်းတစ်မျိုးတစ်မျိုးတည်းရှိတဲ့ဆိုင်နဲ့ဟင်းဆက်ဆရာတွေရောအိမ်သုံးကုန်ပစ္စည်းတွေရောတခြားပစ္စည်းအမျိုးစုံရှိတဲ့ဆိုင်ဆိုလို့ရှိရင်မိတ်ဆွေတို့ပဲဆိုင်မှာဝယ်ချင်ကြလေရှင်တေးကြတယ်လူတိုင်းကတနေရာထဲမှာအများကြီးရတဲ့နေရာမှာပဲဈေးဝယ်ချင်တာဖြစ်တယ်ဒါကြောင့်လဲဆိုရင်အချိန်ကုန်တက်ပါတယ်လူပင်မနာတက်ပါတဲ့နေရာဖြစ်ပါတယ်အဲ့လိုပါပဲကျမတို့ Small Company မှာဆိုလို့ရှိရင်လည်းပစ္စည်းမျိုးပေါင်း80ကနေပြီးတော့တရားဝင်ကြည်တီထားရှိပေးထားတာပဲဖြစ်ပါတယ်ရှင်ဒါကတော့နံပါတ်1ဗျူဟာပဲဖြစ်ပါတယ်နံပါတ်2ဗျူဟာကကြောက်လို့ရှိရင်တော့စမ်းသစ်တည်ထီမှုရှိခြင်းပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့တွေခင်းတဲ့အညီတိုးတက်ပြောင်းလဲလာတာလေအမျှဟိုးအရင်တုန်းကကျမတို့တွေနော်ဒါသုံးခဲ့တဲ့ဖုန်းတွေအခုခေတ်ပေါ်နေတဲ့ဒါ laptop ဖုန်းတွေဆိုလို့ရှိရင်မိတ်ဆွေတို့ပဲဖုန်းကိုကန်တင်ကြလေရှင်သိကြတယ်လိုတိုင်းကအရင်ခေတ်တုန်းကဆိုလို့ရှိရင်ဒါ Nokia လို့လက်နှိပ်ခလုတ်ဖုန်းလေးတွေဆိုလို့ရှိရင်ဘယ်သူမှမကန်တင်တော့ဘူးခလေးလူကြီးဒါမှန်တဲ့ဗီဒီယိုပါကြည့်လို့ရတဲ့ laptop ဖုန်းကိုပဲသုံးတင်ကြတယ်ရှင်ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ချိန်လုံးကဒီဖုန်းကလည်းအရင်နဲ့ပဲကြည့်ပြီးတော့လူကြိုက်များတယ်လူသုံးများတယ်ဒါပေမဲ့ upgrade လုပ်တဲ့အခါမှာဆိုလို့ရှိရင်သုံးသူမရှိဘဲနဲ့ဈေးကွက်ထိပ်ကနေပြောက်ပြသွားရတာပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးပြောက်ကွယ်မသွားရအောင်လို့ကျမတို့ Small Company မှာဆိုလို့ရှိရင်ဒါပစ္စည်းတွေကို2လတစ်ချိန်3လတစ်ချိန်အသစ်ထုတ်လုပ်တဲ့အပြင်မှာထုတ်ပြီးသားပစ္စည်းတွေကိုလည်းဘိုးပုံစံကအစားအဆင့်တွေတိုးမြင့်ပြီးတော့ဒါအငြင်း upgrade နှိမ့်ပေးသွားတာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးပြူဟာရှိခြင်းအပြင်ကျမတို့ရေရှည်မှာစီးပွားရေးစကွက်ထုတ်ရတာအရင်ကမှလွယ်ကူပါဒါကတော့နံပါတ်2ပြူဟာပဲဖြစ်ပါတယ်နံပါတ်3ပြူဟာကလည်းကြားလို့ရှိရင်တော့ပေးလိုက်ရတာနဲ့ကြားလိုက်တဲ့တန်ကြီးကအရင်ကမှတမိုးရှိခြင်းပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ရေပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ပေးလိုက်ရတဲ့တန်ကြီးနဲ့ရလာတဲ့ရလက်ကမကောင်းဘူးဆိုရင်မိတ်ဆွေတို့ဝယ်ရတာအဆင်ပြေလားရှင်ဥပမာအနေနဲ့ကျမတို့ရေအပြင်မှာတားရဲ့ဆေးဘူးတစ်ခုဝယ်လိုက်ကိုကတော့ကဘင်းလာနဲ့အရန်ဆုံးနေလို့သွားတဲ့အရန်ကိုက်လို့ဒီသွားတဲ့ဆေးကို100ပေးပြီးဝယ်ရတယ်ဆိုပါဆိုဒါပေမဲ့မိတ်ဆွေ
ဝယ်လာပြီးတဲ့အခါမှာမိတ်ဆွေတောက်ကြိုက်တယ်လည်းမပြတ်ဘူးဗရေအနက်လည်းမတက်တာဘူးဆိုလို့ရှိရင်မိတ်ဆွေတောက်ရတာတန်လေးလားရှိမတန်တော့ဘူးနော်ဒါပေမဲ့ဒီနေ့ success small company မှာဆိုလို့ရှိရင်ဒါပစ္စည်းတိုင်းဟာကဘာဝတိဦးတိဖို့တွေနဲ့ထုတ်ထားပြီးတွားလိုက်စီးဆိုရင်လည်းအရန်ပုံမှာတိုက်လို့ကောင်းတာပဲဖြစ်တယ်ဒီလိုမျိုးတွေမရှိတဲ့အပြင်ပစ္စည်းတစ်ခုဝယ်ယူသုံးစွဲတိုင်းမှာကျမတို့တွေကိုစီးပွားရေးကြံလို့ခွင့်ပေးထားတဲ့ PV အမှတ်တွေပါတာဖြစ်တဲ့အတွက်မိတ်ဆွေတို့သုံးစွဲရတာတန်လားမတန်ဘူးလားရှင်အရန်ပုံမှာတန်ပါတယ်နော်ဒါကတော့ဒီဟာသုံးပြပါလေဖြစ်ပါလေရှင်ဒီပြဟာအောက်မှာဆိုလို့ရှိရင်တော့ပစ္စည်းအုပ်စုအနေနဲ့6အုပ်စုရှိပါတယ်နံပါတ်1ကျမရေးဆောင်ရှားလို့ရတဲ့ပစ္စည်းအုပ်စုနံပါတ်2တကူရီ3အုပ်စုနံပါတ်3အလှပဆိုင်ရာပစ္စည်းအုပ်စုနံပါတ်4ဆိုလို့ရှိရင်တော့နံပါတ်4ဆိုလို့ရှိရင်တော့ဒါနေလီဟုံလို့ခေါ်တဲ့ ACT မတွေသုံးလို့ရပြီးတော့နံပါတ်5မှာဆိုလို့ရှိရင်တော့ခရောင်းဝင်မိုးလို့ခေါ်တဲ့လောင်တူဦးကြီးလယ်သမားတွေသုံးဆဲလို့ရတဲ့အုပ်စုလေးတွေဖြစ်ပြီးတော့နံပါတ်6မှာဆိုလို့ရှိရင်ထမင်းတနက်ရေထမင်းနံပါတ်6အုပ်စုလေးမှာဆိုလို့ရှိရင်တော့ဒါမရှိမပြည့်လူတိုင်းတောက်3ရတယ်ကျမကြီးအုပ်စုထဲမှာပါတယ်ပေါ့နော် sanitation လို့ခေါ်တဲ့သက်ဆက်လေးတွေဖြစ်ပါတယ်ရှင်အဲ့တော့ဒီပစ္စည်းအုပ်စုတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီပစ္စည်း6အုပ်စုထားရှိပေးထားတာပဲဖြစ်ပါတယ်ဒီပစ္စည်း6အုပ်စုဟာဆိုလို့ရှိရင်နိုင်ငံတကာနိုင်ငံတိုင်းမှာထောက်ခံချက်အမှတ်တရများစွာရရှိထားပြီးတော့ထောက်ခံချက်အမှတ်တရများစွာရရှိထားတဲ့အပြင်ကိုဒါတခြားသောပေါ့နော်ဒါအစ္စလမ်ဘာသာတွေဘာသာကြားတွေလူမျိုးသားတွေပါသုံးဆဲလို့ရအောင်လို့ကုမ္ပဏီပိုင်ရှင်ကနေပြီးတော့ထုတ်လုပ်ပေးထားတာဖြစ်ပြီးတော့ဒါအစ္စလမ်ဘာသာဝင်တွေပါသုံးဆဲလို့ရတဲ့ဟာလာထောက်ခံချက်အမှတ်တရများစွာလည်းရရှိထားတာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီပစ္စည်း6အုပ်စုထဲမှာနွေနီကိုယ်တိုင်သုံးဆဲထားတဲ့အုပ်စုပစ္စည်းလေးတွေနဲ့ပြောပြမိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်နံပါတ်1အုပ်စုမှာဆိုလို့ရှိရင်တော့ nutritional လို့ခေါ်ပါတယ်nutritional အုပ်စုထဲမှာဆိုလို့ရှိရင်တော့ကျန်းမာရေးဟာရဖြစ်စွာအုပ်စုတွေဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်ဒါဒီယာဒူနာခါနာတားကဲမျက်စိသမားတွေအတွက်ပေါ့နော်မျက်စိအားကောင်းနေစေရှိမယ်နောက်ပြီးလို့ရှိရင်ရှားကောင်းရည်ဆိုလို့ရှိရင်ဒါအစာရည်သမားတွေအတွက်ရှိမယ်နောက်ပြီးလို့ရှိရင်ဖိုက်တိုဝီဒီတဲကတွေကဖိုက်တိုဝီလေးနဲ့ပြောပြမျှဝေပေးသွားခြင်းနဲ့ရှင်ဘာကြောင့်လဲဆိုရင်ဖိုက်တိုဝီကတော့လူတိုင်းလူကြီးလူငယ်တွေအကုန်လုံးတောက်သုံးနေတယ်။နေနေတို့တွေအသက်တွေကြီးလာတာနဲ့ညာငငယ်လေးတွေကစားလာတဲ့ဒါအစားထဲမှာဆိုလို့ရှိရင်အစိတ်အတက်တွေကဦးထဲမှာစုနေတာပဲဖြစ်တယ်။ဒီလိုဦးထဲမှာစုနေတာနဲ့ညာဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှိရင်ဥမာအေးကင်ဆာဖြစ်လာနိုင်တယ်နောက်ပြီးလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ဝင်းအရန်ချုပ်တယ်ပေါ့နော်ဥမာအေးကင်ဆာကိုလည်းတက်သားစီရဲ့တချို့တွေဆိုလို့ရှိရင်ဒါဝင်းနဲ့အရန်ချုပ်တဲ့အခါမှာရေရှည်မှာလေကောင်းရောဂါဖြစ်နိုင်ဖို့100မှာ90ရာခိုင်နှုန်းများတယ်ပေါ့နော်သူကဆိုလို့ရှိရင်ဝင်းချုပ်တဲ့သူတွေကိုလည်းဝင်းမှန်စီပြီးတော့လေကောင်းဖြစ်တဲ့သူတွေအတွက်ကိုလည်းကြိုတင်ပါဖို့လေးရပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီပစ္စည်းလေးကိုသုံးစွဲရင်းနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းစောင့်ရှောက်ခြင်းနောက်စီးပွားရေးလည်းပြန်လို့ရတာပဲဖြစ်ပါတယ်နံပါတ်2မှာဆိုလို့ရှိရင်တော့ဒါဘောလီရှီယာလို့ခေါ်တဲ့အုပ်စုလေးပဲဖြစ်ပါတယ်။ဘောလီရှီယာအုပ်စုထဲမှာဆိုလို့ရှိရင်လူတိုင်းကမရှိမဖြစ်သုံးရတဲ့ပစ္စည်းတွေကြီးပဲရှင်။ဘာဖြစ်လို့လဲဆိုရင်ဒီထဲမှာဆိုလို့ရှိရင်သွားတိုက်စေးကောင်းလျှော်ရည်ညနေသစ်စေးအဝတ်လျှော်ဆက်ပြားအစရှိပေါ့နော်ပစ္စည်းမျိုးစုံရှိတာပဲဖြစ်ပါတယ်ရှင်ဒီတွေကနေမှနွေနေကမရှိမဖြစ်ပေါ့နော်နွေနေတွေတကယ်ဟိုမှာလိုအပ်တဲ့ပစ္စည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကကြလို့ရှိရင်6ထောက်ကျလေးပဲဖြစ်ပါတယ်ဒီနေ့6ထောက်ကျကဘာကြောင့်လူတိုင်းလိုအပ်လဲဆိုရင်မျက်နှာအတွက်လည်းသုံးလို့ရပြီးစပင်အတွက်လည်းသုံးလို့ရပါတယ်ဝက်ဆန်ရှိရဲ့သူတွေဆိုလို့ရှိရင်လည်းဒီ6ထောက်ကျလေးကိုလိမ့်ပေးခြင်းသက်သာပြပင်းစေပါတယ်ရှင်ပြီးလို့ရှိရင်ဒါခဏပေါ်မှာအမာရုရှိရဲ့သူတွေစီပူမီးပူလောင်တဲ့သူတွေဆိုရင်လည်းသုံးလို့ရတယ်ရှင်ဒါထိခိုက်ရှနာတွေအတွက်ဆိုလို့ရှိရင်လည်းသုံးပေးရခြင်းအနာကိုအကျက်မြန်စေပြီးတော့အမာရုပ်ကိုလည်းလုံးဝမကြမ်းစေဘဲနဲ့သက်သာပြောင်းလဲစေတာပဲဖြစ်ပါတယ်ဒါကတော့နံပါတ်2အုပ်စုလေးပဲဖြစ်ပါတယ်နံပါတ်3မှာဆိုလို့ရှိရင်တော့ဒါ Asmoni လို့ခေါ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီပိုင်ရှင်အရင်ကမှကျွမ်းကျင်တဲ့အုပ်စုလေးပဲဖြစ်တယ်ရှင်လူတိုင်းကအလားပါမကြိုက်တဲ့သူဘာသူမှမပါဘူးရှင်ကျမပေါင်ကျမလည်းအလှပကြိုက်တယ်ကိုတိုင်းကသာဖြစ်မြောက်အောင်ပြင်တတ်တယ်နဲ့အလှပရင်ကြိုက်တယ်ရှင်အမိတ်စီတို့ကိုစိုက်လာရှင်ကြိုက်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ဒါ cream pan ရှိမယ်နော်နောက်ပြီးလို့ရှိရင် bacon acid ရှိမယ် sun cream ရှိမယ်နောက်ပြီးလို့ရှိရင်ဒါ vitamin cream ရှိမယ်ဒီတွေကမှနွေလေးအကြိုက်ဆုံးဖြစ်တဲ့ vitamin cream လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်ဗိုက်တာမင် cream ကကြာလို့ရှိရင်ဘာတက်ကောင်းလဲဆိုလို့ရှိရင်တေးတေးဝက်ဆန်အမဲဆက်တွေကို15ရက်တွင်မှာတက်တာပြောက်ကင်းစေတာပဲဖြစ်ပါတယ်အရှင်ဒါတွေမကသေးဘူး
ကိုကားပေါ့နော်မင်းကက်မကြိုက်ဘူးအလုပ်ထဲမှာတနခါလေးလို့မရဘူးဒါပေမဲ့လည်းမိတ်ကက်ကြီးလည်းမလိမ့်ချင်ဘူးဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီခရီးတစ်မျိုးလေးလိမ့်ပေးမယ်ဆိုလို့ရှိရင်မျက်နှာလေးကကြည်နေပြီးတော့ပေါ့နော်လုံးဝကိုမှဝင်းဖက်ဖက်လေးနဲ့ကြည့်လို့ကောင်းနေတာပဲဖြစ်တယ်ရှင်ဒီဘိုက်တင်းခရီးလေးရဆိုလို့ရှိရင်ဒါကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်ရွှေရစိမ့်စုကိုရရှိထားတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ရှင်အရန်ကမှသုံးလို့ကောင်းနေဖြစ်တယ်ရှင်ဒီနေ့ကတော့အရန်စိတ်ပါတယ်နော်နောက်တဲ့နံပါတ်၄မှာဆိုလို့ရှိရင်တော့နီလီဟုံးလို့ခေါ်တဲ့အင်ရှင်မတွေကိုအင်ရှင်ပြီးတော့သုံးလို့ရတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်ဝှက်လျှော်ဆက်ပြအမှုန့်ရှိမယ်ဝှက်လျှော်ဆက်ပြအရင်ရှိမယ်နောက်ပြီးလို့ရှိရင်ပကံစည်းရရှိမယ်ပေါ့နော်ဒီနေ့ကအဲ့ထဲကမှဒါဝှက်လျှော်ဆက်ပြလေးနဲ့ဆက်ပေးခြင်းပါတယ်ဒီဝိရှော်ဆက်ပြလေးကဘာအတွက်ကောင်းလဲဆိုရင်အဝတ်စားတွေကိုစွန်းထင်းတာတွေကြီးတွေကိုဖယ်ရှားပေးပြီးတော့ဝတ်စားတွေလည်း6တိတ်တာညံ့စေတယ်ဒါအပြင်သူကအမွှေးစီနဲ့တစ်ခါလေးဖောင်းဆက်ထားတာဖြစ်တဲ့အတွက်ဝိရှော်ရတဲ့နေရာမှာလည်းအချိန်ကုန်တစေပြီးတော့နောက်တစ်ခုသူ့ရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်ဒါညဘက်ကနေပြီးတော့အဝတ်စားတွေစိန်ထားလိုက်တယ်မိုးလေးမှထချင်မယ်ဆိုရင်တော့လုံးဝအနံ့ဆိုးဆွဲကက်ခြင်းကိုဖယ်ရှားပေးရပဲဖြစ်ပါတယ်ရှင်အရန်ကမှသုံးလို့ကောင်းတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့နံပါတ်5မှာဆိုလို့ရှိရင်တော့လူတိုင်းကဒါနိုင်ငံခြားမှာရောက်တဲ့သူတွေရောမြန်မာနိုင်ငံမှာရှိတဲ့သူတွေတော့မရှိမဖြစ်ဒါသုံးသိမ့်တဲ့ပစ္စည်းလေးပဲဖြစ်တယ်။တောင်သူလည်းသမားဦးကြီးတွေအတွက်ဆိုလို့ရှိရင်ဒါအထွက်နိုးကိုတိုးစေပြီးတော့ဈေးနှုန်းကုန်ကြတက်တာစေတာပဲဖြစ်ပါတယ်။ဒါကကြလို့ရှိရင်ကျမတို့ small company ကနေပြီးတော့ဖောက်လုပ်ထားတဲ့ first one လို့ခေါ်တဲ့ဒါမြေပြင်ဈေးအသေးအားဈေးဆိုပြီးတော့ပေါ့နော် plus 1 plus 2 6620 20 66ဆိုပြီးပစ္စည်းရရှိတယ်။အဲ့ထဲကမှနေနေကမြေပြင်ဈေးလေးနဲ့မိတ်ဆက်ပေးခြင်းပါလေရှင်။တေးကြတဲ့တချို့နေရာတွေဆိုလို့ရှိရင်ပေါ့နော်မြေကြီးတွေကဓာတုဈေးတွေအရင်သုံးတာဖြစ်တဲ့အတွက်မြေကြီးတွေကပျက်စီးပြီးတော့စိုက်တလောက်ကိုမဖြစ်ထွန်းတဲ့နေရာတွေရှိတယ်ရှင်။အဲ့လိုမျိုးစိုက်တလောက်မဖြစ်ထွန်းတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း new size small ကဒါမြေပြင်ဈေးလေးကိုတုံးချင်းအားဖြင့်အပြင်စပါးအသီးနဲ့လည်းထွက်တိုးတဲ့အပြင်ကိုမှအပြင်ကအမြင့်တွေကိုလည်းခိုင်မာစေတာပဲဖြစ်ပါတယ်မြေကိုလည်းအရင်ကလိုမျိုးပေါ့နော်ဒါတဘာဝအတိုင်းပြန်ပြီးတော့ဖြည့်ဆည်းပေးရတယ်ဖြစ်ပါတယ်ရှင်ဒါကတော့နံပါတ်5အုပ်စုလေးဖြစ်ပါတယ်နံပါတ်6အုပ်စုမှာဆိုလို့ရှိရင်ပေါ့နော်နံပါတ်6အုပ်စုမှာဆိုလို့ရှိရင်တော့ဒါsummer gradation လို့ခေါ်တဲ့ရေသန့်ဆက်လေးပဲဖြစ်ပါတယ်ဒီရေသန့်ဆက်လေးကကြားလို့ရှိရင်ဘာအတွက်ကောင်းလဲဆိုလို့ရှိရင်လူတစ်ပုံလုံးမှာရှိတဲ့ပေါ့နော်သူကသွေးကြောထဲမှာရှိတဲ့အစစ်ဓာတ်တွေကိုဖယ်ရှားပေးရတယ်ဖြစ်ပါတယ်ရှင်ကျမတို့အပြင်မှာဒီဝယ်တောက်ရတယ်ဒီနေ့ဆက်စမကုမ္ပဏီကထုတ်လုပ်ပေးထားတာလေရေသန့်ဆက်လေးရဆိုလို့ရှိရင်ကြောပွေးတစ်လုံးသာလောက်ပဲဖြစ်ပါတယ်အဲ့တော့ dry တော်တော်များများကတချို့နေရာလေးဆိုလို့ရှိရင်ရေကောင်းရေသန့်မရဘူးရေကောင်းရေသန့်မရတာဖြစ်တဲ့အတွက်ကျမတို့ရေတွေဒီမှာဝယ်တောက်ရတယ်အဲ့လိုဝယ်တောက်တဲ့ရေတွေကရောတန်ရှင်းမှုရှိလားမရှိလားဆိုတာကျမတို့မသိရဘူးရှင်ဒါပေမဲ့ South Mall ကုမ္ပဏီကထုတ်လုပ်တဲ့ရေသန့်ဆက်လေးဟာဆိုလို့ရှိရင်တစ်နေ့ကိုရေလီတာ9000ကျထုတ်လုပ်ပေးနိုင်တဲ့အပြင်ကိုမှသူဟာဆိုလို့ရှိရင်ရေကိုတဘာဝအတိုင်းစစ်ပေးတယ်ဒါအဆင့်60နဲ့စစ်ပေးတာဖြစ်ပြီးတော့ပေါ့နော်တကယ်ကိုကျမ်းမာရေးနဲ့ကိုက်ညီတာပဲဖြစ်ပါတယ်ဒီရေတန်းဆက်လေးကိုတောက်ချင်းအပြင်နှလုံးသွေးကြောခြင်းတဲ့သူတွေနှလုံးထဲမှာရှိတဲ့အဆိပ်တောက်တွေကိုလည်းရှားပေးတာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ဒါမီးမလာတဲ့နေရာတွေရေရှားပါတဲ့နေရာတွေဆိုလို့ရှိရင်ရေတန်းဆက်လေးတစ်လုံးရှိရမယ်ကိုအမတကယ်ကိုကောင်းပါလေရှင်ဒီမှာဒီနေ့နေနေပြပြပေးရမှာကြားလို့ရှိရင်ဒါပစ္စည်းအုပ်6အုပ်စုပါပေါ့နော်အဲ့တော့နေနေကတော့ဒီနေ့ပစ္စည်းကြောင်းပြောရဆိုလို့ရှိရင်ဒီနေရာလေးမှာပဲနေရောဆက်ဆင်ပါတယ်အဲ့တော့ပစ္စည်းတဲ့အကြောင်းလည်းပြောပြပြီးသွားပြီပစ္စည်းတွေကိုတောင်းဆရင်းနဲ့အခွင့်အရေးတွေဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတာမိတ်ဆွေတို့အနေနဲ့သိချင်နေပြီလို့ယုံကြည်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်မကဒီနေ့ဝင်ငွေအကြောင်းကိုလာပြီးတော့မျှဝေပေးမယ်လီဒါကြီးတအူးကိုဖိတ်ခေါ်ချင်ပါတယ်ဒီလီဒါကြီးကဆိုလို့ရှိရင်လက်ရှိမှာထိုင်းနိုင်ငံမှာနေပြီးတော့ပေါ့နော်နေစားလာကစားလုံးဝမလုပ်တော့ဘဲနဲ့ဆက်ဆက်စမကုမ္ပဏီမှာသူကိုယ်တိုင်ဝင်ငွေပလန်ကြောင်းကိုအသေးစိတ်သိပြီးတော့လက်တွေးလက်ဆောင်ခဲ့တာဆိုလို့ရှိရင်အခုချိန်မှာနေစားလာကစားအလုပ်ကိုဖတ်ပြီးတော့တလားကို9000ပဲရရှိပိုင်ဆိုင်ထားတဲ့လီဒါကြီးတအူးပဲဖြစ်ပါတယ်ဒါကြောင့်မလို့အောက်မှာလီဒါကြီးအတွက်သူဆိုတာလေးတွေရေးလာပြီးလို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင်ကျွန်မကအချိန်မဆွဲတော့ပါဘူးเนาะဒီနေ့ညကုမ္ပဏီရဲ့ဈေးကွက်ဝင်ငွေပလန်ကြောင်းကိုလာပြီးမျှဝေပို့တဲ့လီဒါကြီးကိုရိုသေလေးစားစွာပြီးဖိတ်ခေါ်ပြီးတော့ဖိုက်ဖတ်အချိန်ပါလေရှင်မင်္ဂလာရှိသောမင်္ဂလာညချမ်းလေးပါရှင်